Hello အားလုံးပဲမင်္ဂလာပါဆွန်ပရာဘုံကချင်ဒေ့ရှ်ရဲ့ကြိုဆိုပါတယ်။ဒီထဲမှာတော့လေကချင်တယ်ဆိုရင်ရိုးရိုးရှင်းရှင်းလေးတွေကိုကြိုက်တဲ့လူတွေအတွက်ဒါဂွင်းဆေးတွေနဲ့ပဲပေးမှာဖြစ်ပါတယ်။လုံကြီးကွင်းဆေးတွေပဲ။ဝမ်းဆက်တွေကိုကွင်းဆေးနဲ့ရမှာနော်။ဝမ်းဆက်တွေကိုလုံကြီးကွင်းဆေးတော့နည်းနည်းလေးတော့တာကောင်းတာရင်တာမှာပေါ့ကွယ်။နော်နည်းနည်းလေးပေါ့2000 3000လောက်ပဲတာရင်တာမယ်။ဒါကကျွန်မစင်တူလေးတွေ1 2 3အများ9အုပ်6လောက်ရှိတယ်။ဒါလည်း9အုပ်6အုပ်လောက်ရှိတယ်။ဒီဝမ်းဆက်လေးတွေကအနောက်ကတိုင်ကြီးလည်းများတယ်။ရှေ့ကပွင့်ချွေလည်းများတယ်။ကွင်းမဲလိုချင်တယ်ဆိုတဲ့သူတွေဒါလေးတွေကိုယူပါအထက်ထဲလည်းအပြည့်ပဲเนาะအပြည့်ပဲဖြစ်ပါတယ်ကဲဒါကွင်းစိမ့်နဲ့ပေးမှဖြစ်တယ်98,500နဲ့နေယူလိုက်နော်ဒါရောင်းပေးတာနော်အကုန်လုံးဒါကျွန်မတနေ့တည်းနဲ့ညလေးလေးကုန်ချင်လို့တချို့ဂါဝင်တွေ dress တွေဒါလေးတွေကိုချုပ်ဝတ်တဲ့လူတွေရှိပါတယ်ပေါ့နော်ဒါအဲ့ဒါလေးတွေကြိုက်တဲ့လူတွေဆိုရင်လည်းဒါလေးတွေကချုပ်ဝတ်လို့လှပါတယ်နော်ရိုးရှင်းရှင်းလေးပေါ့ပအေးလူလေးနဲ့စီဝမ်းဆက်ဈေးတာပဲရှိတယ်နော်ကဲ98,000နဲ့900နဲ့ယူလိုက်ပါနှစ်မျိုးရှိပါတယ်နော်ဒါလေးကဒီလိုစိမ့်လေးခဲစိမ့်လေးနော်ဘိုးဆန်လေးပါကချင်လေးတွေပဲကြိုက်တယ်နေတူကယုံသွားတယ်ပေါ့လုံကြီးကွင်းမဲဆိုတဲ့လူတွေကွင်းဆေးပဲရှိရကွယ်နော်ဒါလေးကဒီအရောင်လေးပါနော်အထည်ရည်လည်းများတယ်မြန်လဲသူတို့တွေလည်းဖြစ်တာကြောင့်မလို့လေကျွန်မရောင်းပေးလိုက်တာအကုန်လုံးချီသားကောင်းတယ်ဝမ်းဆက်ဆိုရင်တော့9,000ပြည့်ဖို့နည်းနည်းလေးလိုမယ်နော်နည်းနည်းလေးလိုမယ်အဲ့တော့ဒီအရှိတ်ဘက်ချမ်းဆိုပို့ပြီးအပွင့်ပိုများတယ်နော်ဒီလိုမျိုးလေးပါဒီရက်တန်တာတော့မရှိတော့ပါဘူးเนาะကဲဒါတော့ဒီရကြမလို့ဒီလိုဈေးချလိုက်တယ်ဆိုလို့သူတို့ကလည်းအစုပ်တွေလာလို့မထင်နဲ့เนาะဒီမှာခောက်ရိုးကိုလုံးဝဒါရက်ကန်းထွက်ထားတဲ့ဟာဒိန်ဒီမှာအကျိုးလိုက်เนาะဒီလိုမျိုးလေးဒါကျမကဒီပုံမှန်ဒီနေ့တနေ့တွေပဲရမှာကျမတရက်နေ့နေဒီပစ္စည်းတွေကအကုန်လုံးနည်းနည်းကြက်နေဆိုတော့ return အကုန်ပြန်มาဖြစ်ပါတယ်ဒါကြောင့်မလို့เนาะတန်တော့နှစ်တရာချီ handmade ထည်တွေကိုဒီဈေးလေးနဲ့ရတာဖြစ်ပါတယ်เนาะကဲအားလုံးလည်းကျေးဇူးတင်ပါတယ်